ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်တိုင်းမှာစစ်ကောင်စီတပ်ကရခိုင်လူငယ်တွေကိုစစ်မှုထမ်းစေခိုင်းဖို့အတွက်ပြစ်မှတ်ထားဖမ်းဆီးမှုတွေပိုလုပ်လာတယ်လို့သိရပါတယ်။ရန်ကုန်မှာရခိုင်လူမျိုးတွေနေထိုင်မှုများတဲ့မြို့နေရက်ကွက်တွေကိုအခုဇွန်လအစပိုင်းကနေစပြီးစစ်ကောင်စီလက်အောက်ခံရေးစစ်သားနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေကဝင်ရောက်ပေါ်တာဆွေးပြီးတော့ဖမ်းဆီးမှုပြုလုပ်နေတာလို့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ကဒေသခံအမျိုးသားတယောက်ကနရင်စရာကိုပြောပါတယ်။အခုနောက်ပိုင်းရန်ကုန်ရောက်ရခိုင်တွေကိုဝင်ဖမ်းဆီးတာတွေများလာပြီးအုပ်စုလိုက်အဖမ်းခံရတာတွေများနေတယ်လို့ရန်ကုန်ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီဟာအခုနောက်ပိုင်းရခိုင်ကပွေးစားတွေနဲ့ရောက်ရှိလာတဲ့မက်ပုံဒီမရှိသူတွေရက်ကွက်ထောက်ခံမှုမရှိသူတွေကိုအဓိကထားဖမ်းဆီးနေတာဖြစ်တယ်လို့လိုင်တန်ယာမြို့နယ်ကဒေသခံအမျိုးသားတယောက်ကနရင်စရာကိုပြောပါတယ်။